ကနေကြိုလိုက်ပါတယ်ညီမဒီနေ့ရောက်ရှိနေတာကတော့ကဘာရေးဖျားလန်းထဲပေါက်တဲ့အင်အားရိတ်တာလမ်းထဲမှာရှိတဲ့မေအင်အားကွန်ဒိုကိုရောက်ရှိနေရပဲဖြစ်ပါတယ်မေအင်အားကွန်ဒိုရဲ့အခန်းထဲကဖွဲ့စည်းပုံလေးတွေကိုဘယ်လိုလေးဆိုတာညီမနဲ့တူလိုက်ပြီးတော့ကြည့်ရှုပေးပါအောင်ရှင်ဝင်ချင်းမှာဆိုရင်ပေါ့နော်သူကဖက်နှက်စင်လေးတစ်ခုပါမယ်ရှောက်လန်းလေးပေါ့နော်ဒါဆိုလဲအရင်ဆိုပြီးဒီမှာဆိုရင်ဝင်ချင်းတွေ့ရမှာတော့မိသားစုထမင်းစပွဲဝိုင်းတစ်လုံးလေးတွေ့ရမှာပေါ့နော်ပြီးဆိုရင်ဒီမီးလုံးလေးပါတဲ့တော့ပို့ပြီးတော့ပေါ့နော်ဒီနိုင်ရိုင်းဆိုင်တော်တော်လေးမိုက်တဲ့ဒီဒီဇိုင်းလေးမီးလုံးဒီဇိုင်းလေးပြီးဆိုဒါကတော့ living room ခန်းလေးပဲဖြစ်တယ်ကိုမိသားစုနဲ့ညဘက်ထိုင်တဲ့အခါကြည့်လို့ရတယ်အဆင်ပြေပေါ့နော်ညဘက်ပန်းဖြေဖို့အတွက်ဒီဘက်မှာတော့သူက common timer လေးတစ်လုံးပါတယ်ဒီ common timer ထဲမှာဆိုရင်ဒီအဝတ်လျှော်ဆက်ပါမယ်ပေါ့နော်တခါရဲလူနေအောင်ပဲပေါ့နော်ဒီဘက်မှာဆိုလေအိတ်ခမ်း single row ခန်းခန်းကွန်တစ်လုံးပါမယ်ပြီးဆိုရင်ဒီမှာမှန်တင်ခုံတစ်ခုပါမယ်အဝတ်ပီတို့တစ်ခုပါတယ်ဒါဆိုအများကြီးဆန်မိသားစုလာနေဖို့အတွက်ဆိုရင်လုံးဝအဆင်ပြေတယ်တက်နေရုံပဲလုံးဝပစ္စည်းအစုံလေးပါပြီးသားဒီမှာဆိုလဲဆင်လေးထည့်ပေးရတယ်ပန်းလေးအလားဆင်လို့ရတယ်တင်ချင်တာလေးတင်လို့ရတယ်ခြားခန့်တက်ကြည့်အောင်ဒီမှာဆိုရင်လည်းပေါ့နော်ဒီ living room အခန်းရဲ့ဒီဘက်ကက်ရဲ့အခန်းမှာဆိုရင်လည်းဒီ kitchen room လေးကိုထားပေးတာအရန်မိုက်တယ်ပေါ့နော်ဒီစင်လေးလှုပ်ထားပေးရပေါ့ဒီစင်မှာဆိုရင်လည်းdrawing တို့အရက်တို့အလှဆင်လို့ရတယ်ပေါ့နော်ကိုယ်သဘောကျတဲ့အရာလေးတင်ပြီးတော့အရန်မိုက်တယ်ဒီ design လေးလည်းဒီဘက်မှာဆိုရင်လည်းသူကရေခဲတက်တာတစ်လုံးထည့်ပေးထားတယ်အကြီးပဲပေါ့နော်ဒီဟာလည်းပါတယ်ဒီမှာဆိုလည်း microwave ပါတယ် microwave တစ်လုံးပါမယ်ဒီမှာ cabinet တွေလည်းအကုန်အများကြီးပဲပေါ့နော်ထည့်ပေးထားတယ်ဒီမှာဆိုလည်းအဆင်ပြေပေါ့နော် cabinet တွေအကုန်ပါတဲ့အတွက်ပြီးဆိုရင်ဒီအခန်းရဲ့ kitchen room ရဲ့အခန်းရဲ့ lighting ကိုလည်းသူကတေးချာလေးလုပ်ပေးထားတယ်အရင်မိုက်တယ်ဆက်လက်ပြီးတော့အခြားခန်းတွေကိုအတူသွားကြည့်အောင်ဒီဘက်မှာဆိုရင်ပေါ့နော်ဒီ living room ခန်းရဲ့ဒီဘက်အခြမ်းဆိုရင်ဒါက master bedroom ခန်းပဲဖြစ်ပါတယ်မသိရင်ပေါ့နော်အုတ်နေရန်ကြီးပဲရှိတယ်လို့ပါလို့ဒီ master bedroom ခန်းကိုလောက်ထားတဲ့တကားဒီဇိုင်းက idea လုံးဝမိုက်တယ်ဒီဝင်ချင်းမှာဆိုရင်ပေါ့နော်ဒီမှာပစ္စည်းတင်လို့ရတယ်စင်တစ်ခုတွေ့ရမယ်အေးဆိုရင်မှန်တင်ခုံဒီဒီဒီဇိုင်းလေးကလည်းလုံးဝပေါ့နော်ဒီအိမ်ရဲ့လုံးဝဒီဇိုင်းတွေအကုန်လုံးကကိုရီးယားရဲ့ signature design လေးပုံစံပေါ့နော်အားပုံစံလေးလောက်ထားတယ်ဒီဘီရိုကြီးဆိုလဲကြည်လိုက်အဖြူရောင်အင်းလုံးဝအကြည့်ဒီမှာဆိုလဲပစ္စည်းအများကြီးဆန်တယ်အင်ကြီးထည့်လို့ရတယ်ဒီဆိုရင်ဒီ master bedroom အခန်းထဲမှာဆိုရင် aircon တစ်လုံးပါမယ်ဒီအခန်းတစ်ခန်းလုံးကိုသူကဒီမှန်နဲ့ပဲပတ်လေလောက်ထားတယ်ဟိုကမိုက်တယ်ဒီမှာထွက်လိုက်ပြီဆိုရင်လည်း runner တစ်ခုပါမယ်ဒီ runner ဆိုရင်လည်းပေါ့နော်ဒီလိုမျိုးကာထားတဲ့အတွက်သခိုးရံတွေပါကြောက်စရာမလိုလုံးဝမိုက်တယ်ဒီ master bedroom ရဲ့ဒီဘက်ချမ်းမှာဆိုရင်ဒါရေချိုခန်းအိမ်သာဒီအခန်းပဲဖြစ်တော့ပေါ့ဒီအခန်းကလည်းအကျယ်ကြီးပဲမိုက်တယ်ဒီအခန်းလေးရဲ့ဖွဲ့စည်းပုံအကုန်လုံးကပေါ့နော်ကိုရီးယားဆန်ပြီးတော့တကယ်ကိုဖွဲ့စည်းထားတဲ့ပုံစံလေးက luxury ဆန်ပြီးမိုက်တယ်
ဒီအပေါ်မှာဆိုရင်လည်းပေါ့နော် swimming pool နဲ့gym room ခန်းတစ်ခန်းပါတယ်အဲ့တော့ညီမနဲ့အတူဘယ်လိုပုံစံလေးဆိုတာအတူတူသွားကြည့်ရအောင်အပေါ်ဆုံးထပ်ကိုရောက်ရှိနေတာပေါ့နော်ဒီအပေါ်ဆုံးထပ်မှာဆိုရင်ဒီဘက်ချင်မှာဒါကတက်ချင်မှာဒီဘက်မှာက swimming pool ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီဘက်မှာတော့ကလေးတွေအတွက်ပေါ့နော်ဟိုဘက်မှာတော့လူကြီးတွေအတွက် swimming pool ပြီးရင်တော့ဒီဘက်မှာကဂျင်ရုံးကိုတွေ့ရမှာဖြစ်ပါတယ်ဂျင်ရုံးခန်းဆိုရင်လည်းတကယ်ကိုမိုက်တယ်ဒီရှုခင်းတွေကိုလည်းဒီမို့ရှုမနက်ခင်းမှာပေါ့နော်ရှုခင်းတွေကြည့်ပြီးတော့အားကစားရပါတယ်လုပ်လို့ရတယ်ပေါ့နော်ဂျင်ရုံးခန်းထားတော့ဒီဘက်မှာဆိုရင်လည်းကျဲကြီးပဲအပေါ်မှာဆိုလဲတော်တော်မိုက်တယ်ရှုခင်းရလေဒီဘက်မှာဆိုရင်လည်းဒီရေကူးပြီးရင်ပေါ့နော်နားနေလို့ရတဲ့နေရာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီအချိန်ကတော့နော်အရန်တော့ပူတယ်မနက်ခင်းနဲ့ညနေခင်းပိုင်းပဲဒီမှာအနားယူလို့အဆင်ပြေမှာပေါ့နော်ဒီဘက်မှာဆိုရင်လည်းဒီ view တွေကိုကြည့်မယ်ဆိုရင်အင်းရ view ကိုတွေ့ရမယ်အင်းရကန် view ကိုတွေ့ရမယ်ပြီးတော့ဒီမြန်မာ plaza ပြီးရင်စီရိုနာအကုန်လုံးကိုမြင်တွေ့ရတဲ့အပြင်ကိုရွှေတကုံဖျားကိုလည်းလှမ်းပြီးဖူးမြော်လို့ရတယ်ပြီးပြီဆိုဟိုဘက်ချမ်းမှာဆိုလဲ Inno City ဒီ view တွေမှန်သမျှကိုဒီရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့ view တွေအကုန်လုံးဒီအပေါ်ကနေပြီးတော့မြင်လို့ရတယ်မြင်ရတယ်ပေါ့နော်တကယ်ကိုမိုက်တယ်ဒီနေ့မိတ်ဆက်ပေးသွားတာတော့မေးရန်ကွန်ဒိုမိတ်ဆက်ပေးသွားတာပဲဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့ဝယ်ယူဖို့အတွက်စိတ်ဝင်စားရဆိုရင်တော့ညီမတို့ DNA Real စီကိုဆက်သွယ်လိုက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်